Hello တားတို့သမီးတို့အားလုံးမင်္ဂလာပါဒီနေ့လည်းဒီပေါင်းလေးညချန်နေနဲ့အတူပြောစရာကောင်းတဲ့ကဘာလေးတွေကိုတွားပြီးတော့တင်ယူကြမယ်နော်တစ်ပင်ကိုဖတ်ထားရတာကိုအရန်ကြိုက်ပြီးတော့တမင်လုံးအိတ်နေတတ်တဲ့အရှုပ်ကလေးကိုချက်စရာကောင်းတဲ့တငယ်ချင်းလေးတစ်ကောင်ရှိရဲ့ဘသူဖြစ်မလဲသိလားသူကတော့ကိုအာလာလို့ခေါ်တဲ့အကောင်လေးပဲဖြစ်ပါတယ်ကိုအားလာလေးကအရွယ်စားအဖြစ်နဲ့အရန်လည်းမကြည့်ဘူးအရန်လည်းမသေးဘူးကလေးတို့ဖတ်ထားလို့ရတယ်ဥပဝင်ရုပ်ကလေးတွေလောက်ပဲရှိတာပါသူတို့ကတော့ဝင်းနံနာတဲ့ဩစတြေးလျနိုင်ငံကတပ်ပင်ကြီးတွေပေါ်မှာနေထိုင်ကြပါတယ်ပင်လယ်လေးသွားပြီးတော့ရေကူးရတာထက်တပ်ပင်ကြီးတွေရှိတဲ့တောအုပ်ထဲမှာပဲအေးဆေးဆေးမြင်ရတာကိုပိုကြိုက်ကြရတယ်နော်ကလေးတို့တင်လားကိုအားလာလေးကိုကြည့်လိုက်ရင်ဒီနေ့တော့တစ်ပင်ကြီးကိုဖတ်ပြီးအိတ်နေရပဲတွေ့ရပါလိမ့်မယ်။ဘာလို့အိတ်နေရတာကိုအဲ့လောက်တောင်ကြိုက်တယ်ဆိုရင်သူတို့စားတဲ့အစားအစာကြောင့်ပါပဲ။ကိုအားလာလေးတွေကယူကလစ်တက်လို့ခေါ်တဲ့တရွက်စစ်စိမ်းလေးတွေကိုပဲစားတာပါ။ယူကလစ်ပင်လို့လည်းခေါ်တယ်နော်။အဲ့ဒီအရွက်တွေကိုဘိုက်ထဲမှာအစာချေဖို့ကအားရံလေးအများကြီးလိုအပ်တယ်။အဲ့ဒါကြောင့်သူတို့ကအားအင်းလေးမကုန်အောင်အနားယူရင်အိတ်နေတာပေါ့ကွယ်။အဟောစာတစ်ချက်ပြောပြမယ်နော်ကိုဝါလာလေးရဲ့လက်ပွေရာလေးတွေကလူတွေရဲ့လက်ပွေရာနဲ့အရန်တူတာပဲတဲ့တခါတလေကြာရင်လူတွေရဲ့လက်ပွေရာကိုဝါလာရဲ့လက်ပွေရာဆိုတာတော့ခွဲရခတ်တယ်လေနော်ကိုဝါလာလေးတွေကတစ်ပင်ကိုချစ်လို့ပဲဖတ်ထားတာမဟုတ်ဘူးနော်တစ်ပင်စီတွေကိုဖတ်ထားလိုက်ရင်သူတို့အတွက်အေးလေးနဲ့လုံခြုံတယ်လို့ခံစားရလို့ပါအဲဒါကြောင့်သူတို့အတွက်တစ်ပင်စီတွေကအချစ်ဆုံးအိမ်လေးတွေပါကိုအားလာကလေးလေးတွေကတော့မွေးပြီးတာနဲ့မမေကိုအမြဲတမ်းဖတ်ထားတတ်ကြတယ်။မမေကိုဖတ်ထားမှပိုပြီးနှွေးထွေးပြီးပိုပြီးလုံခြုံနေလို့ခံစားရလို့ပါ။နောက်ဆုံးတစ်ချက်ကတော့ကိုအားလာလေးကစူညံတာကိုလုံးဝမကြိုက်တာပါပဲ။အေးစစ်စစ်နဲ့နှိမ့်စိတ်နေရတာကိုပဲသဘောကျတာပါ။ဒါကြောင့်တစ်ပင်ကိုဖတ်ပြီးတော့အနားယူနေတတ်တဲ့ကိုအားလာလေးကတော့ကဘာပေါ်မှာအေးစစ်အမေဆုံးတရိတ်ဆန်လေးတစ်ကောင်ပဲဖြစ်ပါတယ်။လူပေါင်းလေးများ YouTube channel နဲ့အတူနောက်ဗီဒီယိုတွေမှာဘယ်လိုချစ်စရာကောင်းတဲ့အကောင်လေးတွေတိရစ္ဆာန်လေးတွေအကြောင်းကိုသိအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးပြီးတော့ like and subscribe လေးလုပ်ပေးကြပါအောင်ရှင် Strum, ukulele fun. Notes are floating one by one. Music makes the day so bright.